အောင်မြင်မှုတွေပိုလိုလားတဲ့အာနိုးဟာ Real Madrid အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီ။ကစားသမားတစ်ယောက်အသင်းပြောင်းတယ်ဆိုတာထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။နဘာဦးအသင်းကနေ Real Madrid အသင်းထံပြောင်းရွှေ့ခဲ့တဲ့ကစားသမားကိုလည်းရှေ့မှာမြင်ခဲ့တွေ့ခဲ့ဖူးတာပဲမဟုတ်လား။ဒီရက်ပိုင်းညကြားရတဲ့သတင်းတွေဟာသာမန်အတိုင်းသာဆိုရင်အံ့ဩစရာဘာမှမရှိတော့တာအမှန်ပါပဲ။အံ့ဩစရာရှိတာကဒီအပြောင်းရွှေ့သတင်းတွေရဲ့အဓိကအကြောင်းအရာက Trent Alexander-Arnold ဖြစ်နေတာ။သူဖြစ်နေလို့အံ့ဩရတာပါ။ကျွန်တော်ကိုယုံပါ။ကျွန်တော်လေးစားအားကျရတဲ့ Steven Gerrard လိုနဘာဦးရဲ့အသင်းကောင်းဆောင်ဖြစ်ဖို့ကကျွန်တော်ရဲ့အိမ်မက်ပါ။ကျွန်တော်ကိုလိုချင်တဲ့အသင်းဟာ FIFA ဂိမ်းထဲမှာပဲကျွန်တော်ကိုဝယ်လို့ရမှာပါ။ဒီစကားတွေကိုတဘာဝပြောခဲ့သူနဘာဦးအသင်းရဲ့ငန်ဝေးချပေါက်သားသမား Alexander-Arnold ရဲ့စိတ်အပြောင်းလဲဟာမြန်ဆန်လွန်းတယ်လို့မထင်ဘူးလား။အကြောင်းရှိလို့အကျိုးဖြစ်တဲ့ဆိုတဲ့ဆိုရိုးစကားကိုရှေ့ရှုလို့အရင်ဆုံးအာနိုးရဲ့အတွေ့အကြုံကိုကျွန်တော်တို့ဝင်ကြည့်ရမှာပါ။ Trent ရဲ့နဘာဦးသားသမားဘဝတစ်လျှောက်ပြန်ပြီးခြေရာခံကြည့်ရင်အသက်19နှစ်ပြည့်ပြီးကာစမှာပဲအသင်းကြီးအတွက်ကွက်ထွက်ကစားခွင့်ကိုရခဲ့ပါတယ်။2019-2018ဘောလုံးရာသီမှာအဲ့ဒီချိန်ကနဘာဦးအသင်းရဲ့ပထမဦးစားပေးညောင်းခံလူဖြစ်တဲ့နဒန်နီရဲ့ကလိုင်းဟာကာလရှည်တန်ရာကြောင့်အနားယူဖို့ဖြစ်လာချိန်မှာတော့နဘာဦးပြရာချင်းကလောကလူသစ်မဝယ်ပဲ Trent ကိုရရတင်းတင်းနေရာပေးခဲ့တယ်လို့အသက်16နှစ်အရွယ်မှာတင်နဘာဦးအသင်းမှာပုံမှန်ပွဲထွက်ခွင့်ရလာခဲ့တာပဲဖြစ်ပါတယ်။ပြီးတော့ကဘာကြီးနဲ့သူ့ကိုယ်သူမိတ်ဆက်တယ်။နဘာဦးအနာဂတ်မှာထဲထဲဝင်ဝင်တောက်ပမဲ့ကျယ်တဝင့်ဖြစ်ကြောင်းကို2018-2019ဘောလုံးရာသီမှာစတင်သိခွင့်ရလာပါတယ်။အဲ့ဒီနှစ်နဘာဦးအသင်းနဲ့သူချန်ပီယံလိဖလားကိုဆွတ်ခူးတယ်။ဘာဆောလိုနာအသင်းကို၄ဂိုးပြတ်နိုင်ရခဲ့တဲ့နာမည်ကျော်ကမ်ဘက်ပွဲမှာအရေးပါတဲ့ဂိုးမှန်တင်မှုနှစ်ခုကိုပိုင်းရီနာရီအပြည့်နဲ့လုပ်ပြခဲ့တယ်။အဲ့ဒီချိန်ကသူ့ရဲ့အသက်ဟာ19နှစ်ပဲရှိပါသေးတယ်။နောက်တော့အသက်20ပရီးမီးယားလိဖလားထက်ရပြန်တယ်။ချန်ပီယံလိနဲ့ပရီးမီးယားလိဆက်ကြားမှာဥရောပစူပါဖလားနဲ့ကမ္ဘာ့ကလပ်ဖလားတွေရခဲ့သေးတယ်။ဒါကြောင့်အသက်20အရွယ်မှာတင်ဖလားကြီးတွေဆွတ်ခူးခဲ့တဲ့အရသာကို Trent တယောက်စတင်ထိတွေ့ခွင့်ရခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။တကြားလုံးကိုပထမဆုံးအကြိမ်စားဖို့တဲ့ကလေးတယောက်ဟာတကြားလုံးရဲ့အရသာကိုသိသွားတာကြောင့်နောက်ပိုင်းနဲ့ထက်ကစားချင်နေတော့တယ်ဆိုတာမျိုးကြားဘူးတယ်မဟုတ်လား။ Trent ရဲ့အဖြစ်ကလည်းအဲ့လိုဖြစ်နေတာပါ။အထူးသဖြင့်ငယ်ရသေးရဲ့အရွယ်မှာဒီလိုတွေရခဲ့တာဖြစ်လို့လူငယ်တယောက်ရဲ့နောက်ထပ်သောဆာလောင်မှုနဲ့ပြင်းပြမှုတွေကတက်လက်ပိုင်းတက်ကြီးပိုင်းကစားသမားတွေထက်ပုံမပြင်းထန်နေမှာအမှန်ပါပဲ။နဘာဦးသိန်းကလည်းအချင်းကလော့လောက်အောင်မှာအမြင့်ပြန်နေချိန်ဖြစ်လို့လာမယ့်ရာသီတွေမှာဒီလိုအောင်မြင်မှုတွေထပ်ရအောင်မယ်လို့အဲ့ဒီချိန်က Trent ကယုံကြည်ခဲ့ဟန်တူပါတယ်။ဒါကြောင့်လဲ2020ပြည့်နှစ်နောက်ပိုင်းကာလအသင်းမှာ Robertson နဲ့နှစ်ယောက်အတူရိုက်ပို့ခဲ့တဲ့ Windman City မှာကျွန်တော်ကိုအတန်တရားမဖြစ်ပါနဲ့။နဘာဦးမှာပဲကျွန်တော်အမြဲတမ်းဆက်နေသွားမှာပါလို့ပြောခဲ့တာဖြစ်ပုံရပါတယ်။တကယ်တမ်း Trent ရဲ့စိတ်ထဲမှာအမှန်တကယ်တောင်းတတာဟာနဘာဦးဂျာစီကိုအမြဲတမ်းဝတ်ဆင်ဖို့ဆိုတာထက်ဖလားအောင်မြင်မှုကြီးတွေအမျက်မပြတ်ရယူနိုင်ဖို့ဖြစ်ပါတယ်။သူတောင်းတခဲ့တဲ့အရာကိုနဘာဦးဘက်ကပေးနိုင်တော့ခဏမို့သာအဲ့ဒီအချိန်ကဒီလိုပြောနိုင်တာလို့ယူဆရပါတယ်။တကယ်တမ်းလက်တွေ့မှာတော့နဘာဦးတင်းအနေနဲ့2020နောက်ပိုင်းချန်ပီယံလိပရီးမီးယားလိတို့လိုမေဂျာထရော်ဖီတွေကိုထပ်မံမရရှိပဲ FA ဖလားကာဘောင်ဖလားတို့လိုတစ်စစ်နှစ်ဖလားတွေကိုသာစုခူးနိုင်ခဲ့ပါတယ်။ Trent ရဲ့စိတ်ကူးနဲ့လက်တွေ့ဟာတဖြည်းဖြည်းနဲ့ကွာခြားလာခဲ့တာကို Trent ကိုယ်တိုင်တဖြည်းဖြည်းနဲ့သဘောပေါက်လာခဲ့ပါတယ်။ဒီရာသီပရီးမီးယားလိဖလားကိုနဘာဦးအသင်းစုခူးနိုင်ခဲ့မယ်ဆိုရင်တောင်မှဒါဟာ9နှစ်နေမှမေဂျာထရော်ဖီတစ်လုံးပြန်ရတာဖြစ်တယ်။တကယ်တမ်းလည်း FFG လို့ခေါ်တဲ့နဘာဦးအသင်းရဲ့ passion တွေဟာအောင်မြင်မှုကိုမမောတဲ့သူတွေမဟုတ်ပါဘူး။အသင်းအောင်မြင်မှုရဖို့စိတ်အားထက်သန်စွာနဲ့ဖြည့်ဆည်းပေးနေတဲ့ passion မျိုးတွေမဟုတ်ပါဘူး။ဖလားရရင်တော့ပြောတာပေါ့။မရလည်းတိတ်တော့ကိစ္စမရှိပါဘူးဆိုတဲ့သူမျိုးတွေပဲဖြစ်ပါတယ်။အရန်ကောင်းတဲ့နီးပြနဲ့အရန်ထိုးချင်တဲ့ပထမပွဲထွက်17ယောက်ကြောင့်သာနဘာဦးကကြိုးကြားမေဂျာထရော်ဖီတွေရခဲ့တာလို့ဆိုလို့ရနိုင်ပါတယ်။အခုလက်ရှိချိန်မှာလည်းဆာလာဗန်ဒိုက်တို့လိုကစားသမားတွေတော့တက်တမ်းမတိုးနိုင်သေးတာကစားသမားဖြည့်တင်းမှုတွေလုံလောက်မရှိခဲ့တာကိုကြည့်ရင်ရှေ့လာမယ့်ရာသီတွေမှာလည်းနဘာဦးအသင်းကအောင်မြင်ဖို့တန်တရားဖြစ်စရာတစ်ခုအဖြစ်ရှိနေပါတယ်။ Trent ကိုယ်စားပြုချင်တဲ့အသင်းဟာဒီလိုမဟုတ်ပါဘူး။နှစ်စဉ်နှစ်တိုင်းမှာမေဂျာထရော်ဖီတွေရရမယ်ဆိုတဲ့စိတ်နဲ့အမှန်တကယ်တိုက်ပွဲဝင်နေမယ့်အသင်းမျိုးကိုပဲသူလိုချင်တာပဲဖြစ်ပါတယ်။ဒါကြောင့်လဲ Trent နဲ့နဘာဦးအသင်းစာချုပ်ကိစ္စညှိနှိုင်းရမှာကြန့်ကြာနေတာဟာလစာကိစ္စကြောင့်မဟုတ်ပဲအသင်းရဲ့ရည်မှန်းချက်တွေ project တွေနဲ့စုဖလားစင်ကုန်နိုင်စွမ်းတွေအပေါ်မှာ Trent တယောက်ဆင်ခြင်ဆုံးဖြတ်နေရလို့ကြာနေတာဖြစ်ကြောင်းနဘာဦးသတင်းထောက် James Spear ကိုယ်တိုင်တင်ပြလာပါတယ်။တစ်ဖက်မှာသူ့ကိုစိတ်ဝင်စားနေတဲ့အသင်းက100သီးလောက်မေဂျာထရော်ဖီမရနိုင်တာနဲ့တေမလိုခံပြင်းပြီးပေါက်ကွဲတတ်တဲ့ပိတ်သက်တွေရှိတဲ့အရက်မ
Major Trophy အောင်မြင်ဖို့ဆိုတာသူတို့ရဲ့အသွေးသားထဲမှာကိုလည်းလည်ပတ်နေတဲ့သူမျိုးတွေနဲ့ဖွဲ့စည်းထားတဲ့အရက်ဒေတာတစ်ခုဖြစ်နေပါတယ်။ဒါဟာ Trump ရဲ့ရည်မှန်းချက်ဖြစ်ချင်တဲ့စိတ်တွေနဲ့ရပ်တူကြနေပါတယ်။ Trump ရဲ့စိတ်ကိုရိမ့်ရိုင်သွားစေပါတယ်။ Stephen Gerrard လိုကစားသမားကိုယ်တိုင်တောင်2005ခုနှစ်မှာ Mourinho ရဲ့ Chelsea အသင်းထံပြောင်းရွှေ့ဖို့စိတ်တွေယိုင်ခဲ့ဘူးတယ်လို့သူ့ရဲ့ကိုယ်ရေးထုတ်ပတိမှာအတိအလင်းဝန်ခံထားပါတယ်။ဒီတော့ Trump လည်းစိတ်ရိမ့်နိုင်တာပဲ။နောက်တစ်ချက် Trump ရဲ့စိတ်ထဲမှာလဘာအိုအသင်းနဲ့အသင်းရဲ့ပရိသတ်တွေထံကသူ့ရဲ့ထိုက်တန်တဲ့လေးစားမှုမျိုးမခံရနေဘူးလို့ခံစားနေရပါတယ်။လဘာအိုအသင်းအတွက်နှစ်ပေါင်းများစွာ Trump ပေးဆက်ခဲ့တယ်။ချိတ်ဆွမ်းပြခဲ့တယ်။အရေးပါအရာရောက်တဲ့တွင်ကိုတွေဖန်တီးမှုတွေလုပ်ခဲ့တာလည်းမနည်းတော့ပါဘူး။ဒါတောင်အခုချိန်ထိသူခြေစွမ်းမပြနိုင်တဲ့အခါလဘာအိုအသင်းပရိသတ်တွေထံကအာမနာပဲဆဲဆိုတမ်းတွေကိုသူ့နားနဲ့တက်အပ်ကြားနေရတော့မှာပဲ။ Trump ဆိုတဲ့ကောင်ဘာလုပ်နေရလဲဘယ်လိုတွေတောင်စိုက်ပြီးနေရလဲ။ Bradley ကမှသူ့ထက်ပိုကောင်းအောင်ပဲစသဖြင့်ပြောဆိုခံနေရတယ်။ Trump ရဲ့အဖြစ်ကခြေစွမ်းပြနိုင်ရင်သာလုံလောက်ချီကျူးမခံရပေမယ့်တစ်ချက်လေးမှားလိုက်တာနဲ့ဆက်ခံရတဲ့သဘောမျိုးဖြစ်နေပါတယ်။ဒါကတစ်ခါနှစ်ခါမကတော့ပဲနှစ်နဲ့ပါချီလာတော့လဘာအိုပရိသတ်တွေကသူ့ကိုတန်ဖိုးမထားတော့ပါဘူး။သူ့ရဲ့ပေးဆက်မှုကိုမြင်အောင်မကြည့်ဘူးဆိုတဲ့အသွင်မျိုး Trump ရဲ့စိတ်ထဲမှာဖြစ်တည်လာသလားဆိုတာလည်းစဉ်းစားရမယ့်အချက်ပါပဲ။ Real Madrid ကသူ့ကိုငါးနှစ်စာချုပ်ချုပ်ဆိုပါမယ်။လောက်ခလာစာအနေနဲ့တစ်ပတ်ကိုယူရို2,200,000ပါတဲ့ဒီလစာပမာဏလောက်ကိုလဘာအိုအသင်းကလည်းပေးနိုင်ပါတယ်။ Trump ကိုယ်တိုင်ခုချိန်ထိလဘာအိုအသင်းပေါ်တန်ရုံးစင်ရှိနေဦးမယ်ဆိုတာသေချာပါတယ်။သို့တော့တန်ရုံးစင်တစ်ခုတည်းနဲ့မလုံလောက်တဲ့အရာတွေလောကကြီးမှာတကယ်ရှိပါတယ်။နှလုံးသားနဲ့အုံနောက်လွန်ဆွဲတဲ့အခါနှလုံးသားကိုပဲနိုင်ပေးလိုက်တဲ့အလုပ်မျိုးကိုလည်းလူတိုင်းမှမလုပ်နိုင်တာပါပဲ။